အားတော့စပါးအထွက်ဆုံးနေတဲ့ပုံပေါ့နော်ဒီကစပါးအထွက်မဆုံးသေးဘူးအခုမှကောင်းအခုမှတော့လည်းစုံကားစားပဲရှိတယ်ဒါလေးကသမားတွေဘုံမရေးရပါဘူးစပါးစည်းတွေကတကယ်ရိတ်ပြီးသွားရင်မကောင်းရိတ်ခင်ကတော့စပါးစည်းကအော်တော်တန်းနေတာပဲအထွက်မဆုံးတဲ့ပုံပေါ့ဒါလေးရဒါတော့အနေနဲ့ဒါငကြွဲဟိုတောဆက်ဘက်ကတော့ဒါငကြွဲဒါဒီဘက်ကတော့ဒါကုန်းမျိုးငကြွဲနဲ့ကုန်းမျိုးနဲ့ဒါရောပြီးတော့ချထားတာကုန်းမျိုးဆိုတာကထက်ပေါ်ဆန်းဟောငကြွဲဆိုတာငကြွဲကြီးဒါတော့မစုံတက်ဖြစ်နေတဲ့ပုံလေထဲမှာဒီတကန်တော်တော်ဆိုးတယ်ကြဒီတကန်ကဒါထွက်မစုံသေးဘူးကျန်တဲ့ကန်တွေကအကုန်ထွက်စုံတယ်စပါးမညီဘူးစပါးစပါးအထွက်ဆုံးနေတဲ့ပုံနဲ့စပါးအပင်ရောကောင်းတယ်အပင်လည်းကောင်းတယ်တီးအနှံလည်းကောင်းတယ်ဒါတွေကဒါငိုက်ဆွဲနေပြီဒါတွေကအချို့နေရာဆိုဒါဝါတော့ဝါနေတချို့ဟာတွေ